တောတန်ကျန်ခံခြင်းနှင့်ငါသားတင်ဒီပညာစကားကိုနားထောင်၍စေတနာစိတ်နှင့်ဉာဏ်ကိုရှာဖွေသည့်တိုင်အောင်ငါစကားကိုနားခံ၍ငါပညာတို့ကိုအထက်၌သွေးမိလေ၎င်းတိတ်ပံအတန့်ကိုခေါ်၍ညာနောက်သောအတန်ကိုလွှတ်လေ၎င်းငွေကိုရှာတတ်တဲ့ကဲ့သို့ပညာကိုရှာ၍ဝတ်ထားသောဗန္ဒံကိုစူးစမ်းတတ်တဲ့ကဲ့သို့ဉာဏ်ကိုစူးစမ်းလေ၎င်းထာဝရဘုရားကိုကြာရွသောသဘောနှင့်ကျင်လည်၍ဘုရားသခင်ကိုသိသောဉာဏ်နှင့်ပြည့်စုံလိမ့်မည်။အကြောင်းမူကားထာဝရဘုရားသည်ပညာကိုပေးတော်မူတတ်၏။နားလည်နိုင်သောဉာဏ်သည်နှုတ်ကပတ်တော်အားဖြင့်သာဖြစ်တတ်၏။ဖြောင့်မတ်သောသူတို့အဖို့ပညာယတနာကိုတူထားတော်မူ၏။တရားသဖြင့်ကျင့်သောသူတို့ကိုကွယ်ကာတော်မူ၏။မိမိသက်ရှင်သူတို့သည်တရားလမ်းကိုစောင့်ရှောက်မိအကြောင်းသူတို့၏လမ်းခင်းကိုလုံခြုံစေတော်မူ၏။ကျေးဇူးတော်ကြောင့်သင်သည်ဖြောင့်မတ်စွာကျင့်ခြင်းတရားသဖြင့်စီရင်ခြင်းလိလူစွာဆုံးဖြတ်ခြင်းမှစ၍ကောင်းသောလမ်းရှိသည်များတို့ကိုသိနာလေလိမ့်မည်။ပညာသည်သင်၏နှလုံးထဲသို့ဝင်၍သင်သည်သိကြားခြင်း၌မွေ့လျော်သောအခါတမာတတိသည်သင်ကိုထိတ်သိမ်း၍ဉာဏ်သည်လည်းစောင့်ရှောက်သဖြင့်ဆိုးသောလမ်းမှကယ်တင်လိမ့်မည်။ကောက်သောစကားကိုပြောတတ်သောသူဖြောင့်မတ်သောလမ်းကိုစွ၍မိုက်မဲသောလမ်းသို့လိုက်သောသူဒုစရိုက်နှင့်မွေ့လျော်၍အန္တမလူ၏ကောက်လိမ်ခြင်းကိုအာရနှင့်သက်သောသူဖြောင့်မတ်သောလမ်းသို့မလိုက်ကောက်သောလမ်းသို့လိုက်သောသူတို့၏လက်မှ၎င်းအမျိုးပြတ်သောမိန်းမနှုတ်နှင့်ချော်မော့တတ်သောပြည်တန်ဆာမိန်းမအသက်ငယ်စဉ်ပက်ပြင်သောကျေးဇူးရှင်ကိုစွန့်၍မိမိဖျားသခင်၏ပရိညတ်တရားကိုမေ့လျော့သောမိန်းမလက်မှ၎င်းသင်ကိုကယ်တင်လိမ့်မည်။ထိုမိန်းမ၏အိမ်သည်သေခြင်းနှင့်၎င်းသူလိုက်သောလမ်းတို့သည်သင်ချိုင်းသားနေရာနှင့်၎င်းဆက်ဆိုင်သဖြင့်သူ၏အိမ်သို့ဝေသောသူတစ်စုံတစ်ယောက်မှမပြန်ရ။အသက်လမ်းကိုမမိရ။သင်သည်သူတော်ကောင်းတို့၏လမ်းသို့ရှောက်၍ဖြောင့်မတ်သူတို့၏လမ်းခီးထဲကမထွက်ဘဲအစဉ်တစိုက်လိုက်ရမည်အကြောင်းတည်းဖြောင့်မတ်သောသူတို့သည်ပြည်တော်၌နေ၍စုံလင်သောသူတို့သည်နေရာကျကြလိမ့်မည်။အတ္တမလူတို့မူကားပြည်တော်မှပယ်ရှင်းခြင်းလိုချွတ်သောသူတို့သည်နှုတ်ပစ်ခြင်းကိုခံရကြလိမ့်မည်